အကြီးဆုံးယာဒူးရဲ့ကိုယ့်ဘာကိုခန့်ယူထားပြီးပွဲတကာလှည့်တက်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်တယောက်စစ်တပ်ဖန်တီးခဲ့တဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်ရေး NCA သဘောတူစာချုပ်စနစ်ပြအခမ်းအနားကိုလည်းဒီနေ့မှာတက်ရောက်ခဲ့ပါတယ်။ထုံးစံအတိုင်းသူပြောခဲ့မိန့်ခွန်းတဲ့လက်တွေ့မဆန်ပဲမြေပြင်နဲ့မကိုက်ညီတဲ့စကားတွေကိုပဲပြောခဲ့ပြန်တယ်ဆိုတာသူ့မိန့်ခွန်းအရသိရပါတယ်။နိုင်ငံနဲ့တိုက်ပွဲမရှိတဲ့ဒေသနဲ့ပဋိပက္ခဒေသတွေကစစ်ဘက်အရက်ဘက်မခွဲကြပဲလေကြောင်းပုံကျဲတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်မှုတွေမြင့်တင်ပြုလုပ်နေချိန်မှာပဲလက်နက်ကင်လမ်းစဉ်နဲ့ဖြစ်ရှင်းတာမမှန်ဘူးလို့ဒီနေ့နေပြောမှာကျင်းပတဲ့ NCA အခမ်းအနားမှာပြောခဲ့ပြန်ပါတယ်။နိုင်ငံရေးဖြစ်စဉ်နဲ့သဘောထားကွဲလွဲမှုတွေကိုလက်နက်ကင်လမ်းစဉ်နဲ့ဖြစ်ရှင်းနေတာမှန်ကန်တဲ့လမ်းကြောင်းမဟုတ်ပါဘူး။ပဋိပက္ခတွေပုံမများပြားလာနိုင်ပြီးရီမန်းချက်နဲ့အလှမ်းဝေးစင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်လက်နက်ကင်ပဋိပက္ခနဲ့မဖြစ်ရှင်းမှနိုင်ငံရေးရန်ကျင်းမှုအသစ်ဖြစ်တဲ့တွစ်ဆုံဆွေးနွေးခြင်းနဲ့သာဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။ဆက်လက်ပြီးတနင်္ဂနွေလုံးပြည်သူအများအပြားနဲ့တိုင်းရင်းသားလက်နက်ကင်တွေကမင်းအောင်လှိုင်စစ်တပ်ကိုဆိုင်းကျင်တိုက်ခိုက်နေချိန်မှာပဲတိုင်းရင်းသားတွေအပါအဝင်ပြည်သူတရက်လုံးလိုလားနေတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ပြီးပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွဲပူးပေါင်းအကောင့်ထဲပေါ်မယ်လို့သူကပြောလာပြန်ပါတယ်